ကျွန်တော်မနေ့ကပဲ Resident Evil 9အကုန်လုံးဆော့လို့ပြီးသွားပါတယ် Resident Evil 9 က Resident Evil main timeline ကြီးရဲ့9ခုမြောက် game ပေါ့လေကြားတဲ့ဘေးက spin off တွေဖြစ်တဲ့ Revelation တွေနောက်ကျွန်တော်တို့ Operation Raccoon City တို့ Dead Aim တို့ဘာလို့ B2 ကကောင်းနေနောက် Code Veronica တို့ဖယ်ထားလိုက်လို့ရှင်တော့ Resident Evil franchise ကြီးရဲ့9ခုမြောက် game ပါ1998ကနေပြီးတော့လှုပ်စီနဲ့လာလိုက်တာကျွန်တော်တို့အခု2026ကိုရောက်လာပြီပေါ့လေအဲ့တော့အခုဒီ2026ထဲမှာထွက်တဲ့ Resident Evil 9 Requiem ကကျွန်တော်တို့မမြင်ရတာ14နှစ်လောက်ရှိပြီဖြစ်တဲ့ Leon S Kennedy ကိုကျွန်တော်တို့ပထမဆုံးပြန်မြင်ရတာပါ Leon မမြင်ရတာဘာလို့14နှစ်တောင်ရှိမှလဲပေါ့နော်ရှိမှလဲ Resident Evil 2တွေ3တွေလည်းထွက်ထားပြီးသားပေါ့အဲ့တော့ Resident Evil 2ရော3ရော P1 မှာကစားခဲ့ပြီးသားသူတွေအတွက်ကော Resident Evil 4ကိုB2 မှာဖိနေပြန်ကောင်းပြန်ဆော့ခဲ့တဲ့သူတွေအတွက်ကော B3 မှာနောက်ဆုံးမြင်ခဲ့ရတာ2012ကထွက်တဲ့ Resident Evil 10မှာကျွန်တော်တို့က Leon နောက်ဆုံးမြင်ရတာပါဂျားထဲမှာတော့ကျွန်တော်တို့က Resident Evil Dead Island ဆိုပြီးတော့ကျွန်တော်တို့ animation movie လေးတစ်ခုထွက်သေးတယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့ထည့်ပြီးတော့မတွက်တော့ဘူးပေါ့ဆိုတော့ကျွန်တော်တို့က game ထဲမှာပဲမြင်ကျင်တာဆိုတော့အခု Resident Evil 9 Requiem မှာ Leon အပြင်ကျွန်တော်တို့ Grace Ashcroft လို့ခေါ်တဲ့ဒီ FBI agent ကောင်မလေးကိုကျွန်တော်တို့ MC အနေနဲ့ထပ်ပြီးတော့တွေ့ရတာပေါ့နော်အဲ့တော့ဒီ Grace Ashcroft ကလည်း Resident Evil ကိုအဲ့လိုမျိုးဖိနေပြန်ကောင်းပြန်ဆော့နေတဲ့သူတွေရှေ့ franchise ကြီးဒီ Lois တစ်ခုလုံးနားလည်နေတဲ့သူတွေအတွက်ဆိုတော့တိတ်တော့မစိမ့်လာဘူးဘာလို့လဲဆိုတော့သူ့အမေကကျွန်တော်တို့ Resident Evil outbreak မှာပါခဲ့မှုပါတယ်အဲ့ outbreak ကကြတော့ကျွန်တော်တို့ P2 တော့ကောင်းများတော့ထားပါတော့ကျွန်တော်တို့9ကြောင်းဆက်ပြောမယ်အဓိကသူ့ရဲ့နာမည်ဖြစ်တဲ့ I9 Requiem ဆိုတာချမဟုတ်ပါဘူးဝပုံတစ်ခုပါပဲဒီ Requiem တလက်ကပဲ Resident Evil 9မှာ Leon အတွက်ကော Grace အတွက်ကောတော်တော်အရေးပါတဲ့ main ဝပုံတစ်ခုအနေနဲ့သူတို့သုံးထားခဲ့တာပေါ့နော်အကျဉ်းကတော့ထူးဆန်းတဲ့လူသတ်မှုတွေထပ်ပြီးတော့ထပ်ဖြစ်နေတယ်အဲဖြစ်တဲ့နေရာကလည်းGrace ရဲ့အမေအသက်ခံခဲ့ရတဲ့ဒီဟိုတယ်ကြီးမှာပဲတွားပြီးတော့သွားစနေရဆိုအဲမှုကိုစုံစမ်းဖို့လိုက်နဲ့ Leon ကလည်းသူ့ရဲ့ကိစ္စတခုကိုလိုက်သူတို့နှစ်ယောက်သွားဆုံရပြီးတော့ဖြစ်တဲ့ဇာတ်လမ်းတွေပါပဲကျွန်တော်တို့က gameplay ကိုတော့ Grace အပိုင်းနဲ့ Leon အပိုင်းဆိုပြီးနှမျိုးခွဲပြီးပြောရမှာပေါ့နော် Grace အပိုင်းမှာတော့ horrifying ဖြစ်တယ်ကြောက်ဖို့ကောင်းတယ် Grace ရဲ့ personality ကိုကရှေ့မှာကြီးကြီးမားမား trauma တခုရှိတာဖြစ်တဲ့အတွက်သူစီမှာအကြောက်လွန်ယောဂလိုပုံစံမျိုးရှိနေတယ်အဲ့ဒီလိုပုံစံမျိုးရှိနေတဲ့ကောင်မလေးတယောက်ကိုဒီနေရာမှာသုံးထားတော့စဉ်းစားလာကြည့်ပြီးတော့ကိုကရှေ့ကိုသွားနေတယ်သူကရှေ့ကိုလိုက်မလာဘူးအကြောက်တွေလွန်ပြီးလမ်းတွေမှာချော်လဲပါညာနဲ့ဆိုတော့ Grace ကိုဆော့ရတာတော်တော်လေး stress ပြီးတယ်နောက်ပြီး puzzle တွေကလည်းရှေ့သွားခိုင်းလိုက်နောက်သွားခိုင်းလိုက်ဒီပစ္စည်းရှာရတာတွေကတော့ typical Resident Evil game ထားပါပဲဒီနေရာမှာတော့လုံးဝ badass ဖြစ်ကိုကစားရတာဘာကောင်းလာဘလို့မှ game မဆိုင်တော့တဲ့ကျွန်တော်တို့ရဲ့ Omen Leon ရုံမြင်ရတာပေါ့လေတိတ်တော့တမကြီးသေးပါဘူးဒီထဲမှာသူ90ကျော်ပေါ့အဲ့တော့ Resident Evil ဟိုးအစနေဆော့လာတဲ့လူတွေအတွက်တော့ typical Therman Resident Evil game တစ်ခုပဲ gameplay ကိုလည်း first person နဲ့ third person ကြိုက်တယ်လို့ကိုကချိန်ပြီးဆော့လို့ရတယ် Grace နေရာမှာ first person နဲ့တို့ကပို့ပြီး recommend လုပ်ထားရပါပြီလို့ပို့ပြီးတော့ကြောက်စေချင်လို့တဲ့တော်တော်လေးတရားကြဖို့ကောင်းပါတယ်အဲ့ဒီနိုင်မှာကျွန်တော်တို့ ending အနေနဲ့ကျွန်တော်တို့ multiple ending လို့ခေါ်လို့ရတဲ့ ending နှစ်ခုရှိပါတယ်တစ်ခုကတော့ canon တကယ် ending အစ်စ်ဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့ non canon လို့ခေါ်တဲ့ bad ending မှာအဲ့တော့နောက်ဆုံးကမ်းမှာကျွန်တော်တို့ရွေးချယ်တဲ့အခါမှာ3D ထားပြီးတော့ရွေးပါမဟုတ်ရင်ကိုရွေးတဲ့အခန်းကြီးကမှားသွားရင် bad ending ရသွားပါလိမ့်မယ်ကိုလူတော့ဆော့ပေးကြပြီလားဘယ်လိုထင်လဲ Resident Evil 9ကို10 out of 10ပေးသင့်ရလားကျွန်တော်တို့ကတော့8 out of 10ပါ thank you ပါ